ဘာသာရေးသာလုံနေရအကျင့်ကလည်းပုတ်လိုက်တာသူများကြောင်းနေရလဲအတင်းပြောဘာသာရေးလုပ်ပြီးတော့ဒီလောက်နေအောင်တီးမခံနိုင်ဘူးလားဆိုတဲ့စကားကြီးကြားဦးမှာပေါ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းတော်များကြားဦးတယ်ပေါ့နော်အဲ့လူတွေကလည်းတော်တော်များအဲ့လိုဘာသာရေးလုံနေပြီဆိုတဲ့လူတွေကိုပဲတားဂက်ထားပြီးတော့စိတ်တော်တော်ဆွတယ်လို့ပဲပေါ့နော်โอเคအဲ့ဒါကိုကြားတော့ကျွန်တော်တိတ်ပြီးတော့ဘဝင်မကြဘူးပေါ့နော်ဘလို့ဘဝင်မကြရလဲဆိုတော့ဘာသာရေးလုပ်တဲ့သူတွေကအကျင့်ပုတ်တာလားဆိုတဲ့မေးခွန်းပေါ်မှာဘဝင်မကြတာအဲ့လိုဘာသာရေးလုပ်တဲ့သူတွေခါလို့ခေါင်းစဉ်တက်လိုက်တာကိုအဆင်မပြေတာပေါ့နော်အဓိကဘယ်ဘာသာမဆိုပေါ့နော်ကျွန်တော်တို့ကအေးချမ်းချင်းကိုသွားတယ်ပြောလို့ရှိရင်ကောင်းတာပြောမယ်ကောင်းတာလုပ်မယ်ဒီလိုဟာမျိုးသွားတာပေါ့နော်ဆိုတော့ဟိုတော်တော်များလို့ရက်ွက်ထဲမှာအတော်ကြီးတွေတချို့သိရမလားဦးလေးကြီးတွေဖျားတွေကတော့လုပ်ကြတယ်ဒါပေမဲ့တီးမခံဘူးလို့ပြောလို့ရှိရင်တရက်ကိုအဆင်မပြေအောင်ဖြစ်အောင်ပြောလိုက်တာမျိုးလို့တီးခံနေရအတိုင်းတာရှိရနော်လို့ဆိုတဲ့စကားမျိုးတွေပေါ့နော်တူတော်တွေပေါ့အများကြီးကြားရတယ်ပေါ့ကျွန်တော်ရဲ့ဒီ post တစ်ခုအောက်က comment တစ်ခုမှာလည်းအဲ့ဟာကိုတွေ့ပြီပေါ့နော်သူကဘယ်လိုမှတ်ထားလဲဆိုတော့ဘာသာရေးလုပ်တဲ့သူတွေကတဲ့အချစ်ပူပုတ်တယ်ဆိုပြီးတော့မှတ်တာပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့အတိအကျကြီးတော့မပြောတော့ဘူးပေါ့အဲ့လိုမျိုးမှတ်ထားတွေ့တော့တခုစဉ်းစားမိတယ်ပေါ့ဒီလို podcast လေးတစ်ခုကတော့ရိုက်မှဖြစ်မယ်ပေါ့နော်ကျွန်တော်မသိသေးတဲ့သူတွေလည်းသိသွားအောင်တေချာရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပါဆိုတော့စပြောအောင်ကျွန်တော်တို့ဆေးရုံတစ်ခုမှာလူနာတွေများနေတာကဆေးရုံရဲ့အပြစ်လားလူနာရဲ့အပြစ်လားအဲ့လိုပြောလို့ရှိရင်ကိုကဆေးရုံရဲ့အပြစ်မဟုတ်ဘူးလေဟာသိရမလားကိုကမတည့်တာကြီးစားမယ်ကိုကကျမ်းမာရေးကိုမဆောင်ရှောက်ဘူးဆိုရင်တော့ဆေးရုံရောက်မှာပဲအဲ့လိုပဲဟိုဘာသာရေးအဆုံးအမတရားကိုတော့လိုက်နာပါရဲ့ဒါပေမဲ့အဲ့တိုင်းကိုမကျင့်သုံးနေဘူးမြတ်စွာဘုရားဟောတဲ့တရားတွေကိုဒီလိုမျိုးလိုက်နာမကျင့်သုံးနေဘူးစိတ်မထားတတ်ဘူးဆိုလို့ရှိရင်အဲ့ဒါကိုယ်နဲ့ပဲဆိုင်တာဟိုဘာသာတရားနဲ့မဆိုင်ဆိုတော့ကိုယ်နဲ့ဆိုင်တဲ့ဟာကိုအဲ့လိုမျိုးတင်းကျုံပြီးတော့ဒီတယောက်မကောင်းတာနဲ့အဲ့တယောက်ကိုတင်းကျုံပြီးပြောလိုက်လို့မရဘူးဟိုကကိုမသိတဲ့ဟာကြီးအများကြီးရှိတယ်သူ့ရဲ့ personal ကဘယ်လိုလဲသူကဘယ်လိုမျိုးပင်ကိုစရိုက်ရှိတာလဲဒါအများကြီးกว่าတယ်ပေါ့နော်အဲ့ကျွန်တော်ကိုယ်တိုင်လည်းတီးခံတတ်တာတော့မကြသေးဘူးအရင်တော့ဆိုလို့ရှိရင်လူငယ်တွေဆိုတော့ပို့ဆိုးတယ်ဗျတကယ်ရှိရင်ဒေါသထွက်ခြင်းပို့လို့ဆိုလို့ရှိရင်ဒီကောင်ဘာလုပ်တာလဲသိရမလားအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ဆိုတော့ပုရုဇဉ်လူသားတွေဖြစ်တဲ့အတွက်အဲ့လိုမျိုးဘာသာရေးလုပ်နေတဲ့သူတွေကိုကိုကဘယ်လိုမြင်ရမလဲဘယ်လိုဆက်ဆံရမလဲဆိုရင်သူတို့ရဲ့တီးခံနိုင်တဲ့အတိုင်းတာကိုစတာတော့မှန်တယ်ဒါပေမဲ့ပုရုဇဉ်လူသားတွေဖြစ်တဲ့အတွက်လူစိတ်ဆိုတာတော့ရှိမှာပဲတီးခံတဲ့လူရှိတယ်လို့တီးမခံတဲ့လူရှိတယ်တီးခံတဲ့လူကိုကျင့်သုံးနေတယ်ဆိုလို့ရှိရင်လည်းတီးခံတဲ့လောက်ပဲသူတို့တီးခံနိုင်မယ်ဘာဖြစ်လို့ဆိုတော့ဒီလိုတီးခံခြင်းတရားအရန်ကိုမြင့်မြတ်လုံးနဲ့တောင်းတန်းလူမရနိုင်ဘူးဆိုတော့ကိုမယုံလို့ရှိရင်တနေ့တာဟောငါဒီနေ့တော့မထွက်ဘူးဆိုပြီးနေကြည့်လိုက်ငါဒီနေ့လုံးဝဒေါသမထွက်ဘူးကွာသူမှပြောဆိုတရက်လောက်ပဲနေကြည့်မလွယ်ဘူးဆိုတော့အဲ့လိုမျိုးတင်းကျုံပြောလိုက်လို့မရဘူးပေါ့နော်တချို့ဘာသာရေးလုပ်တဲ့လူတွေတော်တော်များများလည်းအဲ့လိုစိတ်ကြီးဝင်တတ်တယ်ဘလို့စိတ်ကြီးဝင်လဲဆိုငါကောင်းတာကြီးလုပ်နေရပဲသိရမလားသူတို့ကငါတော့မလုပ်တဲ့ဟာကိုဘာဖြစ်လို့ငါ့ကိုအပြစ်လာပြောတာလဲဆိုတဲ့စိတ်တွေဝင်တဲ့ခါမျိုးကြိုင်လဲအဆင်မပြေဘူးကိုကဒီမျိုးစိတ်မထားရဘူးကိုကအဓိကဒီမြတ်စွာဘုရားဟောတဲ့တရားတွေကိုလိုက်နာကျင့်သုံးနေပြီဆိုလို့ရှိရင်အဲ့ຢာတွေအစားခဏပယ်လိုက်ရတယ်ဘလို့မျိုးလဲဆိုတော့ဗျာအခုဆိုရင်ဘာသာရေးလုပ်တဲ့သူနဲ့ဘာသာရေးမလုပ်တဲ့သူနှစ်ခုကျွန်တော်ရှင်းပြမယ်တစ်ဖက်ကကျတော့ဘာသာရေးတရားလုပ်တယ်အဲ့မဲ့တစ်ဖက်ကမလုပ်ဘူးမလုပ်တဲ့သူကလုပ်တဲ့သူကိုလာပြီးတော့တီးခံနိုင်တဲ့အတိုင်းတာတွေဘာညာတွေစမ်းသပ်နေပြီဆိုလို့ရှိရင်တစ်ဖက်ကဘာသာရေးလုပ်တဲ့သူကအဲ့လူကိုဘယ်လိုမြင်ပေးရမလဲဆိုလို့ရှိရင်သူဒီလိုတရားတွေကို तू မသိခဲ့ဘူးပဲतू မသိခဲ့တဲ့အတွက် तू ဒီလိုမျိုးကြီးလုပ်နေတာပဲဆိုရဲအမြင်လေးနဲ့ကြည့် तू တနာတဲ့အကြည့်နဲ့ကြည့်ရမှာतू ဒေါသကြီးထွက်နေလိုက်တာ तू မှတောကပြီးများနေလိုက်တာငါ့ကိုပြောနေလိုက်တာတကယ်တော့ငါဆိုတာလည်းမရှိဘူးလေ तू ငါ့ကိုပြောနေရမှာမဟုတ်တာဆိုရဲစိတ်မျိုးလေးထားတတ်သွားလို့ရှိရင်ဘာမှဖြစ်တော့လိုအေးဆေးဖြစ်သွားသူငါ့ကိုပြောတာမှမဟုတ်တာဆိုသူ့ကိုခွင့်လွှတ်ပေးလိုက်တီးခံပေးလိုက်ကိုဘာမှဖြစ်သွားတာမဟုတ်ဘူးလေ तू ပြောတဲ့ तू ပြောခြင်းမပြောခြင်းပေါ်မှာကိုကဘာမှဖြစ်သွားတာမဟုတ်ဘူးတကယ်တမ်း तू ချီးမွမ်းလဲဒီတိုင်းပဲ तू ကဲ့ရဲ့လဲဒီတိုင်းပဲကိုကကိုပဲမပြောင်းလဲပါဘူးအဓိကကိုပြောင်းလဲနေတယ်ဆိုတာကိုယ်တိုင်ကြောင့်မပြောင်းလဲတော့ကြတာဆိုတော့အဲ့ဒါကိုပေါ့နော်အခုလိုကျွန်တော်တို့နောက်တစ်ဥပမာတစ်ခုကဘယ်လိုပြောရမလဲဆိုရင်တေချာရှင်းရှင်းလင်းလင်းမြင်သွားအောင်ပေါ့နော်ကျွန်တော်တို့ဂီတာတီးတာပဲဖြစ်ဖြစ် piano တီးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ notes လေးကြည့်ပြီးတီးရတယ်အဲ့ notes လေးကြည့်ပြီးတီးနေတာနဲ့ကိုက notes တွေကိုအမှားကြီးတီးပေးလိုက်ပြီးတော့ထွက်လာတဲ့အတန်က piano ရဲ့အမှားမဟုတ်ဘူးလေကိုတီးနေတာကိုကြောင့်ဖြစ်တာဒီ notes တွေကိုမှားတီးလိုက်တဲ့အတွက်ဒီအတန်ထွက်တွေအမှားပါတယ်ဆိုတော့ piano ရဲ့အပြစ်မဟုတ်ဘူးအဲ့တော့အဲ့လိုပဲမြတ်စွာဘုရားဟောတဲ့တရားတွေအပြစ်မဟုတ်ဘူးခံယူတဲ့လူတွေနဲ့ပဲဆိုင်တာအဲ့လိုကျင့်သုံးနေတဲ့လူတွေတွေ့လို့ရှိရင်လည်းကိုကအဲ့လိုမျိုးတွတ်ပြီးတော့စိတ်ကိုတွတ်မဆွနဲ့ပြီးတော့
တော်နံကဟိုဘယ်လိုပြောမလဲတိခံစိတ်ကဗျာတော်နံလူကမမွေးနိုင်ဘူးဗျာဒီဘာသာတရားလုတ်တယ်ဆိုတိုင်းလေသွားပြီးတော့ဟိုပြစ်မပြောနဲ့သူတို့ကအခုမှလှပြီးကျင့်သုံးနေရတာမွေးတွေကဒီအချိန်ထိလူကျင့်စရာကြီးနဲ့ဖြတ်တန်းလာတာအခုမှစပြီးတော့ဒီလိုယာရီနဲ့ထိတွေ့တယ်ဒီလိုယာရီကတိခံရတယ်ဆိုတာဒါမှအခုမှအုံနောက်ကလည်း grow up ဖြစ်နေတော့ဆိုတော့အဲ့လိုမျိုးကြီးဟိုတယောက်နဲ့တယောက်နားလည်မှုပေါ့ဗျာတယောက်နဲ့တယောက်မေတ္တာထားနားလည်မှုထားအကျဉ်းတရားထားအဲ့ဆိုလို့ရှိရင်အဆင်ပြေသွားမှာပါအဲ့ဆိုဒီ podcast ကိုကျွန်တော်ဗာလို့ရတာလေဆိုတော့အဲ့ comment တစ်ခုမှကျွန်တော်တွေ့လိုက်လို့အဓိကအဲ့ comment ကို reply မပြန်ချင်လို့ဗျာပြန်လိုက်လို့ရှိရင်သိရမလားသူ့ကိုသွားပြီးတော့ဘာညာအဲ့လိုပြစ်ပြောမှဆိုလို့ကျွန်တော်အဲ့လိုလည်းမလို့ရင်ဆိုတော့ကြောင့်ဒီဗီဒီယိုလေးကိုတက်ဒီလိုပဲရိုက်လိုက်တာပါလို့ဆိုတော့ဘာသာရေးလုပ်တဲ့သူတွေကမကောင်းတာမဟုတ်ပါဘူးလို့လူတွေကမကောင်းတာပါဘာသာရေးဆိုပြီးအဲ့လိုခေါင်းစဉ်ကတက်လိုက်ပါနဲ့လို့ကျွန်တော်ပြောချင်တာပါအဲ့ဒါလေးရှင်းရှင်းလင်းလင်းသိဖို့ပေါ့နော်ဆိုတော့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာနောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်